ဦးမြကြီးတယောက်တည်းထားမိမှဘာတွေစဉ်းစားနေရလဲ ဆေးဟာအကောင်မလေးကငါ့ကိုဖက်သွားတယ်အသေးကွေးနေဆို ဦးမြကြီးမှရေးစားရှိရလို့တစ်ခါမှမကြောက်ဘူးပြက်တောင်ပြက်သွားပြီလား သူကငါ့ကိုမနေ့ညမှာအဖြေပေးတာအဲ့ဒါမနေ့က first date အနေနဲ့သူနဲ့ငါနဲ့ချင်းတွေ့မယ်ဆိုတော့သူ့ကလက်ဖက်ဆိုင်ခိုးလိုက်တာဟမ်အဲ့တော့ငါ့ကိုလက်ဖက်ဆိုင်ခိုးရမလားဆိုပြီးဖြတ်သွားလေတဲ့သူ့ကိုလည်းလေးမထားဘူးတဲ့ငါ့ကိုကစီပုတ်ကြီးတဲ့ညနေလေးတော့မမြင်လဲရဘူး ဟုတ်တာပေါ့ကောင်မလေးကိုလက်ဖက်ဆိုင်ခေါ်သွားလို့ဘယ်မင်းကလက်ဖက်ကြိုက်မှလဲမတက်ကကော်ဖီဆိုင်လေးဆိုရင်ဟုတ်သေးတယ် ဟောလက်ဖက်ဆိုင်မှာလေးလက်ဖက်ရင်မကြက်အေးတွေပါလေတောက်လို့ရတယ်ဟာလက်ဖက်ဆိုင်မှာရှက်တို့ကျွေးစိမ့်တို့ရရီတို့ဘာလို့ရှိတယ်လေမဟုတ်ဆိုလည်းညက်လဲချမ်းခောက်ဆွဲတို့ဆန်စည်းတို့ဆန်ပြားတို့မွေးငါတို့ရှိတာပဲ အေးပေါ့သူကမြန်မာဆန်တာတွေမကြိုက်တဲ့မင်းကလေးနေမှာပေါ့မင်းကလေးတွေပေါ်ပါလေဗျာနောက်ခါကျမြန်မာဆန်တဲ့မင်းကလေးရွေးကြိုက်ပေါ့ အေးလေငါလဲ Messenger ကနေကောင်မလေးအယောက်20လောက်ရေးစကားပြောထားတာသူတယောက်တည်းပဲငါ့ကိုပြန်ကြိုက်တာဟုတ်နောက်ပိုင်းကျရင်တော့မြန်မာစံမင်းကလေးတွေအယောက်20လောက်ပဲရေးစကားပြောတော့မယ်ဟာအဲ့ဒါကြီးကပါတော့ဘာပဲစား အော်လာရင်ကိစ္စမင်းနေတာမနက်ကသမီးတို့အိမ်မှာဆုံးကတ်တယ်လေဆရာတော်ကကျောင်းမှာရေကန်လို့ဖို့လူလုံးနေလို့အားတဲ့လူ3ယောက်လာခေါ်ပေးအောင်ဆိုလို့ဦးမြင့်ကြီးစီရောက်လာတယ် ဂျီရွန်းလောက်လို့ကိစ္စပဲချင်းတော့ မနေ့ပြန်10နာရီလောက်ထင်တာပဲ အော်ရပါတယ်အဲ့ဒါဆိုလည်း तू ဆရာတော်စကားပြောစရာရှိတယ်ဆိုရင်လည်းမနေ့ကလမ်းထဲကလည်းပဲစံထုတ်လိုက်တယ်ငါရက်ဆောင်တယ် ဦးမြင့်ကြီးကလည်းဦးမြင့်ကြီးကိုယ်တိုင်သွားလို့မရဘူးလားကျောင်း တွားလို့ရတယ်လေကျောင်းမှာဆရာတော်ကလက်ဖက်ရည်ပို့ထက်လို့လားအကြွေးကိုထိုးတယ်လို့ ဆိုင်ကနေပါဆယ်ဝယ်သွားလိုက်လေသမီးဝယ်ပြလိုက်အောင်လား ဟုတ်လက်ဖက်ရည်ဆိုပူတော့တော့မကောင်းတာအေးတော့မကောင်း အာဒါမြန်ဟိုရောက်မှပြန်ရွေးလိုက်ပေါ့လွယ်လွယ်လေးကိုခတ်အောင်လုပ်နေကြီးရဲ့ အော်လက်ဖက်ဆိုင်မှာဆိုတော့တောက်ပြီးအဲ့ခွက်တွေပါတယ်ထားခဲ့ရုံပဲသူတို့ပါဆိုသူတို့ဆေးကြတာကျောင်းမှာကျတော့ကိုရင်လေးတွေကျောင်းသားလေးဆေးရမှာဆေးခိုင်းရမှာအားနာစရာကြီးမြက်လေ စကားကိုကတ်တိကတ်တက်လိုက်ပြောနေဟိုမမထားသွားတာနဲအောင်နဲသေးတယ် ဟောဗျာညီရလည်းငါဘက်ကမပေါ့တော့ဗျာငါညီရလည်းစကားမပြောချင်တော့ငါနဲ့ခွေးပြလားမသိဘူးလက်ဖက်ဆိုင်သွားတော့မှာ ဘာလို့လုံးလို့လဲ အော်ငါနိုင်ကိုဒီနေ့မိုင်းဝဲရှိတယ်လေမိုင်းဝဲကြည့်ရမလဲမိုင်းဝဲကြည့်သွားပါလား ဦးငယ် အဲ့ဘာတော့ အရေးကြီးကိစ္စပြောစရာရှိလို့ ဟာကိစ္စ ထားရနေလေလင်းကောင်းမို့ပဲဘိုက်ကြီးဝါရဲ့ဦးငယ်ညီမကိစ္စပြောမယ် ငါညီမဆိုရတယ်တခြားမဆိုင်တဲ့ကိစ္စတွေကိုထဲထဲမပြောနဲ့ မဟုတ်ဘူးလေဦးငယ်ညီမ3ယောက်ရှိရလေဆိုင်ရင်မှုရဲ့မယငယ်ရဲ့ပြီးတော့ဖဲဝိုင်းမှာဖမ်းရလို့ထုံကြဝါရဲ့အမကြီးရဲ့လေသူနဲ့မနေမှာဆိုလို့ ဒါဘုံပေါ့ငါညီမတွေရဲ့ဂုံပေါက်ကိုထဲပြောကြတယ်အခုကဘိုက်ကြည့်နေတဲ့ငါညီမအကြောင်းသူဘာဖြစ်လို့လဲပြော သူကအိမ်မှာရင်မပေါက်ပြီးတလင်းမွေးချင်လို့လေအခုချက်ချင်းစေးရုံသွားရမှာဦးငယ်ကိုခေါ်ခိုင်းလိုက်လို့ ကလေးမွေးတော့မှာဟုတ်ကဲ့အိုးအဲ့ဒါဆိုညီဒီလမ်းတက်ကိုတော့အိုးဇင်းငါပြီးတော့ငါညီမအောင်အစီကိုလာတယ်မြန်သွားတော့ ညောင်းလေဦးငယ်ရလေဘယ်နေရာခေါ်ရမှာ လက်ဖက်ဆိုင်ခေါ်လာခဲ့လေငါလက်ဖက်ဆိုင်ဆောင်လိုက်ဒီနေ့ငါနဲ့ချင်းတွေ့မယ်ဆိုတော့ငါလက်ဖက်ဆိုင်ခေါ်လိုက်တာလမ်းထဲကလက်ဖက်ဆိုင်ထုတ်လိုက်လေငါရက်ဆောင်လိုက်လက်ဖက်ဆိုင်ခေါ်လာခဲ့လေငါလက်ဖက်ဆိုင်ဆောင်လိုက်